ကိုကြောင်းလိုက်အရင်ကြည့်ပြီလားအရင်ကြည့်ပြီလားဘယ်လိုလုပ်ကြည့်ဘူးအရင်မကြည့်ဘူးဘယ်လိုပြလို့မကြည့်တာဟုတ်ဆရာလေးတို့ကတော့ဆရာလေးသိရတယ်ဘာလာလို့ငါတို့ဘွေးက16သိန်းနဲ့လေဒီဘွေးကဘယ်လောက်ဒီမှာဒီကောင်17သိန်းနဲ့17သိန်းနဲ့လေ6ပြောင်းလာပြီးသွဲတွေဟုတ်ပါတယ်လို့အဲ့ဒါပြီးကြောင်းလိုက်ဘယ်လိုက်မလဲပြီးပြီဗျာကြောင်းလိုက်ပေါ့ပြန်ပေါ့ရှုပေါ့ပြန်ပေါ့ရှုနဲ့အမလေးခေါင်းလေးနဲ့တက်ထားပြီအဲ့ပေါ်မှာပဲဘလို့ဆင်းနေဖမ်းထားပြီကဲတက်ထားပြီဘလို့ဆင်းမလဲဗျာမလေးခေါင်းလေးနဲ့ဖမ်းထားတယ်ခေါင်းလေးနဲ့ဆွဲသွားပြီဖွားကြီးပဲကဲပုတ်တယ်မိတယ်ဗျာဒါအားပေးကြတာကြောင်းလိုက်ပဲကဲပါသွားပါမိမဲကဲဗျာကြောင်းလိုက်ကတော့အပိုင်9ပြီဆိုရင်ကြည့်ကောင်းမယ်ဩဘလို့ကြီးလဲဗျာလိန်မာလိုက်တာဗျာခုလုံးရဲ့တိတ်တော့ခဲ့တယ်အောင်ပေးအောင်ငါတို့ကတော့မကြတာပတ်သက်ပေးရတယ်မင်းတို့ပေးရတော်ပြီကွာငါလို့ပြက်လိုက်ရတော့ကဲတောင်းအဆုပ်ဗျာကဲကြောင်းလိုက်တဲ့ဒင်ဝဲရဲ့ကျွန်တော်တို့11တဲဝဲဖြစ်ပါနော်ကဲကျွန်တော်တညက်နေလို့ရိမ့်ပြီးတော့ကမှဒင်ဟိုဖုတ်လာတယ်ဗျာကျွန်တော်ခုကွင်းမှာတော့ကျွန်တော်တို့ဇက်တိုက်အဖုတ်ခံနေရတယ်ဗျာနော်နောက်တက်လာနော်အမကတော့ကျွန်တော်တမက်ကဲကျွန်တော်တို့ကဲကျောင်းတိုင်းရဲ့တယောက်ချင်း skill ကိုကျွန်တော်ကြည့်မယ်ဗျာနော်ကဲကျောင်းတိုင်းရဲ့ကျွန်တော်တို့ဒင်ဟိုရဲ့ပြန်တင်းပွဲဗျာပထမပွဲမှာဦးချမ်းမင်္ဂလာပါဗျပြင်ပြီးတာပဲတန်ခေါင်းတော့ဘယ်လိုလဲဟောဒါနေရာလို့လက်ဒီဘက်ကတော့မိတယ်လိုက်နေတယ်ဘာမှခေါ်များပြောပြီးတော့အဲ့ဒါပေါ့အဲ့ဘိုးလေးအမကတော့တမက်တူတာနော်ကျောင်းလိုက်စာပေထိုးလာတဲ့ဒင်ဟိုနည်းနည်းဖမ်းတာအလဲမှာကြံခဲ့ပြီဒင်ဟိုတေးတိုင်းခါမှာပဲကျန်းနေဘာလို့မလဲလိန်မာလိုက်တာဗျာကဲဒင်ဟိုရဲ့ပထမဆုံး first ball ဟာကျန်းနေခဲ့တယ်ဗျာကျန်းနေခဲ့တဲ့ချင်းလုံးတင်ချင်းကလည်းအလဲမှာပဲထပ်ပြီးတော့ကျန်းနေတယ်နော်ကျန်းနေခဲ့တဲ့ချင်းလုံးကိုတော့ကျွန်တော်ဒင်ဟိုကကျွန်တော်ကျောင်းလိုက်ရဲ့ညာတောင်းပြက်သူတိုက်ထားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့အမကတော့မပေးခဲ့ရဘူးနော်အမကတော့1ဘယ်လောက်လဲမသိဘူးဗျာနော်1 over ဗျာကျောင်းလိုက်ကဲကျောင်းလိုက်ကတော့ကျွန်တော်တို့ဒီခါတင်ချင်းတွေကပထမရှုံးငင်းသွားလို့ခေါင်းမတက်ဘဲနဲ့ first ball ကြီးလည်းရှေ့ကိုရောက်အောင်ဆွဲလာနိုင်တယ်လို့တက်ချင်းတွေကလည်း6လောက်ပွားပုံတွေတော့တွေ့ရတယ်ဗျာနော်1 over ကျောင်းလိုက်ထိုးထားပြီဒင်ဟိုမိသွားပြီပိုင်နိုင်ပဲတင်ချင်းကလည်းကောင်းသွားပြီဘယ်လိုဆယ်မလဲဗျာကဲဒီလုံးကိုတော့အဲ့လိုကြီးနေတဲ့ချင်းလုံးကိုတော့တင်ဟိုနော်တင်ဟိုရဲ့တက်ချင်းကိုလည်းကျောင်းလိုက်ဆယ်ဖို့မလွယ်ကူလာပါဘူးဗျာနော်အမကတော့ကျွန်တော်တို့1 over ကဲတင်ဟို service တင်ဟိုရဲ့ service ကတော့ကျွန်တော်တို့ကျောင်းလိုက်ရဲ့ညာဘက်ကွင်းထဲမှာတယောက်တည်းကိုပြန်အမုန်းကန်ပြတဲ့ကျောင်းတိုက်ဖြစ်ပါတယ်နော်အမကတော့ပဲလာဟဲ့မကလေးကဲဗျာလိုင်းကျသွားတယ်ငါညီကိုတို့ရေး sorry ပါဗျာကဲတို့ထားပြီးကျောင်းလိုက်မိသွားပြီကျောင်းလိုက်ပဲတည်ထားပြီးဘာလို့လဲကွာသွားပြီပြန်ကန်ချတယ်ဗျာပြန်လိုခလိုနဲ့သူကတော့နော်မောင်နော်ခလိန်ကြီးပေါ့ဗျာခလိန်ကြီးကိုရက်ကန်ခလိန်ကြီးကန်ချလိုက်တဲ့နေရာမှာကျွန်တော်တို့ line to line ကိုဝင်သွားခဲ့တယ်ဗျာအမကတော့တမက်တူပဲနော်ကဲထိုးထားပြီ line to line ကဲဆင်ထွက်သွားပြီဗျာဒီလုံးကတော့ကျွန်တော်တို့နော်ဒီလုံးကတော့ကျွန်တော်တို့နည်းနည်းတိုင်ဝေးနိုင်တဲ့အနေထားပါဗျာနော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဟိုဖမ်းလိုက်တဲ့နေရာမှာ2-1တော့ဖြစ်သွားခဲ့ပြီဗျာကျောင်းလိုက် live ထိုးရမိကဲကျွန်တော်တို့မိသွားပြီတင်ဟိုပဲကဲတထားနည်းနည်းတော့ကွာသွားပြီကဲလိမ္မာတယ်ဗျာကဲကျွန်တော်တို့ကျောင်းလိုက်ဟာတင်ဟိုရဲ့ကျွန်တော်တို့လှည့်ချင်းကိုကြီးလိုက်တဲ့နေရာမှာကျောင်းလိုက်တော့တင်ဟိုကတော့ခွေချင်းကိုတုံးသွားခဲ့တယ်ဗျာနော်အမကတော့ခွေချင်းမှာဆိုရင်တော့1-2ပဲအထိုးပြီးတင်ဟိုရဲ့စာဘက်ကတော့ပထမပွဲကိုမဟုတ်ဘူးအနည်းငယ်တော့ဒီမှာကြောက်နေတယ်ဆိုလို့ဒီကွင်းကလူအမြဲစီရနော်ဟုတ်တယ်ဗျာဒီကွင်းကမြို့လေကောင်ဗျာနော်မြို့လေကောင်ဆိုတော့ကြတော့ကွင်းလူစီတယ်ဗျာတကူတကသွားစရာမလိုဘူးလေဗျာနော်ကဲကျောင်းလိုက်ခေါင်းလေးနဲ့ဖမ်းလာပြီကျောင်းလိုက်ပဲတက်တာနဲ့ကဲဒီကွင်းကတော့ကျွန်တော်တို့မကတော့3မှတ်တက်မှတ်ပါဗျာနော်ကျောင်းလိုက်စားပြီးထိုးထားပြီလိုက်မယ်တင်ဟိုမိသွားပြီတင်ဟိုဆွဲသွားပြီဘာလို့မလဲမိသွားပြီကျောင်းလိုက်ကျောင်းလိုက်ကတော့ဒီလုံးကို line သွားပိတ်နေတယ်နော်နမတာတက်တိုက်လိုက်တဲ့နေရာမှာတော်လာဆက်ရှိနေလာကျောင်းလိုက်ကောင်းနေတယ်မယ်ကောင်းနေတယ်ဘွားပုတ်တယ်ဝေးရှုပ်တာတယ်နမတာတဲ့ကျောင်းလိုက်ကတော့ဘွားတဲ့ပုတ်လိုက်တဲ့နေရာမှာဒင်းဝရဲ့ခါကိုဖျက်ပြီးတော့ကန်မိသွားခဲ့တယ်ဗျာနော်ကျောင်းလိုက်ခွေပြီးဗျာကျောင်းလိုက်ကတော့ဒီဟို line to line ၄လုံးထိုးပြီးတဲ့နေရာမှာကျွန်တော်တို့ခွေချင်းကတော့ထိုးလိုက်တဲ့နေရာမှာဒီဟိုကမီးပွိုင်ပြီးရပြီဗျာအသက်လူကြီးကိုရခဲ့ပြီဗျာနော်ကျောင်းလိုက်ရင်းထားတယ်နော် line to line မှာမကြိုက်တဲ့ဇက်ကိုကျောင်းလိုက်စားပြီး line to line မဲ့ဒီလုံးကလည်း line to line ထိုးတဲ့နေရာမှာကျွန်တော်နည်းနည်းလေးဗျာလက်တလုံးစာလေးဗျာနော်ကြေးကောင်းလာဆရာလေးကြေးတော်ကောင်းသွားမယ်နဲ့တူရနော်ဒီခွေကတော့ကဲထိုးထားပြီကျောင်းလိုက်ခြေကုန်လေးနဲ့ဖမ်းထားတယ်ဘာလို့မလဲကဲတဲထားပြီကဲကျောင်းလိုက်ကတော့ပေါ့တယ်ဗျာနော်ပေါ့တယ်ပြောရမှာပေါ့နော်ဒီလိုလုံးမျိုးကတော့ကဲကျောင်းလိုက်ရဲ့ပေါ့ရုံမှုကတစ်စင်းဒီဟိုတမက်ရသွားခဲ့ပြီဗျာအမှန်ကတော့အခုချိန်မှာဆိုရင်မသိတော့ဗျာဘယ်လောက်ပါလဲမောင်ဖုန်းတစ်တယ်ဘယ်သူရှုံးထားလဲကျောင်းလိုက်ရှုံးထားတယ်ဗျာနော်ကဲကျောင်းလိုက်ထိုးခွေချင်းထားပြီကျောင်းလိုက်မိသွားပြီကျောင်းလိုက်လိုက်တဲ့အသေးတမ်းမဲ့ကဲကျောင်းလိုက်ရဲ့ပေါ့ရုံမှုကနေပေါ့တစ်စင်းတော့ဒင်းဟိုကအမှတ်2မှတ်ဇက်တိုက်ရရှိသွားခဲ့ပြီဗျာအမှန်ကတော့3မှတ်4မှတ်ဖြစ်သွားပြီနော်ဒီလိုရဘူးဆိုရင်စာချုံရတဲ့စံဟွာအစိမ့်တွေလုံးလိုက်ပြီဒီတော့ကျွန်တော်ခလေးချက်ပြီးသားထည့်ပြီးလုပ်ပြီကဲတင်ဟိုစားပဲထိုးမှာဗျကဲတင်ဟိုစားထိုးထားပြီဘယ်လေးနဲ့ဖမ်းထားလဲကဲတည်ထားပြီဘယ်လိုဆယ်လို့လဲဗျာကဲဒီလိုလုံးမျိုးကိုကျွန်တော်တို့ဆယ်ဖို့ကတော့တယောက်တည်းမဖြစ်နိုင်လာပါဘူးနော်ကဲတယောက်ချင်းပွဲ
ပထမဝင်းမှာကျောင်းတိုက်ကတော့ကျွန်တော်တို့ရှုံးထားတယ်ဗျာနော်အဲ့ဒါကိုကျောင်းတိုက်ကဒီပွဲကတော့တော်တော်လေးကျင်းများများနဲ့တင်းလိုက်တယ်ဗျာကဲမကတော့4 mကျောင်းတိုက်ခွေးပြီးဒီကိုဆင်းထွက်သွားပြီလိုက်တယ်ကဲဒီဟိုရဲ့ဒီဟိုဟာကျွန်တော်တို့ဒီလိုသွားနိုင်ခဲ့ပါတယ်ပြောနေပြိတ္တာမရှိရင်တော့တော့ခကဲသွားနိုင်ခဲ့ပါတယ်ဗျာနော်သွားနိုင်ခဲ့ပြီမဲ့လေကျွန်တော်တို့ကဲဗျာကျောင်းတိုက်ရဲ့စပစ်ကတော့ပြိတ္တာများကျောင်းတိုက်ရဲ့စပစ်ကတော့ဘုံလိုက်ဆိုကျောင်းတိုက်ဘောဘောလေးခတ်တာမြင်နေရပြီဟုတ်တယ်ကျောင်းတိုက်ရဲ့စပစ်ကမထိတထိလေးနဲ့တကယ်ကောင်းတယ်ဗျာကဲကျွန်တော်တို့ကျောင်းတိုက်စပစ်ထိုးထားပြီလိုင်းလိုက်ကောင်းတယ်ဗျာကဲဖမ်းတာလေကဲတေတိုင်းတော်တော်လေးကွာသွားပြီကဲဒီလုံးကတော့ကျောင်းတိုင်းဟာအမြဲတမ်းသူ့ရဲ့ညာဘက်မှာခွေနေကြကျောင်းတိုင်းဟာဆိုရင်တော့ဒီလုံးကိုတပေလိုင်းမှာအခွေခံလိုက်ရတာမင်းခန့်စော်တဲ့ဥဝေစင်နဲ့ဆရာလေးကျောင်းတိုင်းအပိုင်ကြီးပဲတဲ့ကဲကျောင်းတိုင်းပြီးသွားပြီဗျာကျောင်းတိုင်းရှေ့ကိုဆွဲလိုက်ဘာလို့မလဲပွားပုတ်တယ်ဗျာကဲကျောင်းတိုင်းကတော့ကျွန်တော်တို့ဒီလုံးကိုပွားလေးနဲ့ဒင်ဟိုရဲ့ဘယ်ဘက်လိုင်းမှာတတရရကြီးထားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့အမတ်ကတော့အခုချိန်မှာဆိုရင်တော့6မှတ်3မှတ်ပါပဲခွေထားပြီကဲဒင်ဟိုမိတိုင်းနဲ့ဆင်းလာပြီဒင်ဟိုပိုက်ပေါ်ရောက်လာပြီကဲမလွယ်တော့ပါဘူးဗျာဒင်ဟိုဆိုတာကလည်းတယောက်ကြီးကိုကျွန်တော်သူကလည်းလေစုံပတ်ကစားတယ်နော်ဘာရင်ညာရင်မဟုတ်ပေမဲ့သူကလည်းတကယ်နော်ကစားတဲ့တယောက်ကြီးကစားတဲ့အတွေ့အကြုံမသေးလောက်ဗျာကဲကျောင်းတိုင်းခေါင်းလေးနဲ့ဖမ်းသွားတယ်ခေါင်းနဲ့ဆွဲလာပြီဘာလို့မလဲဖွားပဲပုတ်ချတယ်ဗျာကဲကျောင်းတိုင်းကတော့ကျွန်တော်တို့တယောက်ကြီးကိုဖွားတွေပုတ်ပြီးတော့ပိုင်နိုင်ကစားတာကိုတွေ့ရတယ်ဗျာနော်အမကတော့6မှတ်3မှတ်ပါပဲကဲကျောင်းတိုင်းစားပြီးထိုးဖြစ်ဖြုတ်ချတာပြီကောင်းလိုက်တာဗျာကဲဒင်ဟိုရွာလေးပြီဗျာကျောင်းတိုင်းရဲ့တယောက်ကြီးစားပြီးဟာချင်းမှတ်မထားဘူးဗျာကျွန်တော်လိုင်းတူလိုင်းကိုလည်းတိတိကျကျလေးထိုးနိုင်တယ်လို့ခွေချင်းတွေကလည်းကျွန်တော်တို့ဖိတ်ပါတယ်ဗျာရှေ့ကိုပြုတ်ချတဲ့ချင်းလုံးတွေကလည်းမတိတာဘူးဗျာနော်အမကလည်း9မှတ်3မှတ်နဲ့တော့ဒင်ဟိုအတွက်ကတော့ဖိအားတော်တော်များနေပြီဒင်ဟိုဒီလုံးတော့မိသွားပြီခေါင်းလေးနဲ့ကဲဘယ်လိုစင်မလဲဗျာဘယ်လိုစင်မလဲတာပြောတာဖိအားများနေတဲ့ဒင်ဟိုဟာဆိုရင်တော့ဒီလုံးကိုတိုက်ချလိုက်တာစီးရဲ့နောက်မှာဝေးသွားတယ်ဗျာကျောင်းတိုက်တဲ့ပေါ့တာကျောင်းတိုက်ကပေါ့တယ်တဲ့ခတ်နေတာတဲ့ကျောင်းတိုက်ဒီဘွဲပါပေါ့လို့ကတော့စားရရှိမှာမဟုတ်တော့ဘူးနော်ကဲအခုချိန်မှာဆိုရင်တော့အမကတော့10မှတ်3မှတ်ပါဗျာကဲ10မှတ်3မှတ်ကဲကျွန်တော်တို့ဒီကိုမှန်းထားတယ်ဒီကိုပဲတင်ထားပြီကဲကျွန်တော်ကတော့မနက်ကရတဲ့မနက်ကနိုင်တာတွေကုန်ပြီဆိုရနိုင်တဲကြီးဘယ်လောက်လဲဆရာလေးတဲကြီးကတော့ကျွန်တော်တို့ပြောတော့ပါဘူးဗျာရမ်းပုတ်တဲ့လူနဲ့ရမ်းဆယ်တဲ့လူအန်ကြဗျာမပေါ်နော်ဘာပဲဆိုရင်30ခွန်မကတော့48ဗျာကျွန်တော်တို့ဒင်ဟိုရဲ့စပစ်တွေဟာခွေချင်းတွေဟာကျွန်တော်တို့ပထမပွဲနိုင်ခဲ့စဉ်ကလည်းမတူဘဲနဲ့ခုပွဲမှာတော့တော်တော်လေးကိုသူမှားနေတယ်ဗျာကဲရှေ့ဖြုတ်ချတာပြီဗျာကဲဒင်ဟိုမိသွားပြီဒင်ဟိုတေထားတယ်ကဲကောင်းတယ်ဗျာဒင်ဟိုရဲ့ကျွန်တော်တို့ခေါင်းတွေကိုတော့ကြောင်းတိုင်းမှန်းတာအခုချိန်ကြီးတော့မမှန်သေးဘူးဗျာခေါင်းတက်ပွဲဘယ်သူနိုင်သွားလဲဆရာလေးရမ်းမစပါနဲ့ဗျာကဲကျွန်တော်တို့ကဲဒင်ဟိုစပစ်ထိုးထားပြီကြောင်းတိုင်းမိသွားပြီကြောင်းတိုင်းတေထားတယ်ဘာလို့မလဲလိန်မာလိုက်တာဗျာကျောင်းတိုင်းဟာဒီလိုဖမ်းပြီးတဲ့နေရာမှာတော့ချင်းလုံးဟာပိုင်နာကိုကတ်သွားတော့သူကအများကြီးကြံခဲ့တယ်ဗျာအဲ့ဒါကိုနောက်ပြန်ဆုတ်ပြီးတော့နေရာယူနိုင်တဲ့ကျောင်းတိုင်းရဲ့ပါရမီကလည်းထူးလာပါပြီတယ်ဗျာကဲကျောင်းတိုင်းခွေချင်းထိုးပြီကဲကျောင်းတိုင်းရဲ့ကျွန်တော်တို့နော်တောင်းပြထိုးတဲ့ချင်းလုံးဟာဆိုရင်10ပြားစီတောင်မှကျွန်တော်တို့တစ်ထွာလောက်တော့ဝေးသွားခဲ့တယ်ဗျာဒင်ဟိုကဒီပွဲရှုံးရင်ဖုံးသေးတွေတက်ရမှာမဟုတ်ဗျာဒင်ဟိုကဒီပွဲရှုံးမှဖုံးသေးတက်တာမဟုတ်ဘူးကရိမ့်မတော့မှာကွာရှုံးလာတာဖုံးသေးကတော်တော်တက်နေပြီနော်ကျွန်တော်တို့ပေါ်ရောမိကဲပေါ်ရောမှုမှာတစင်ပေါ်ရောမှုမှာတစင်တော့ကျွန်တော်တို့ဘာမှမဖြစ်သွားမယ်ဗျာချင်းလုံးဆိုတာကအလုံးကြီးဗျာနော်ချင်းလုံးဆိုတာကအလုံးကြီးပေါ့ရင်တော့ခံရမယ်ဗျာအမကတော့4မှတ်8မှတ်ပါဝေးပြန်ပြီဗျာကဲကျောင်းလိုက်နော်ကျွန်တော်တို့ဒင်ဟိုရဲ့ခုနစပစ်တွေဟာနော်ကောင်းမှုပြီးတော့အခုကျတော့ဒင်ဟိုဟာကျောင်းလိုက်ကိုဖိအားတွေတော်တော်များများနဲ့ကစားနေတဲ့ပုံစံဖြစ်နေတယ်ဗျာနော်ကဲကျောင်းလိုက်ထိုးထားပြီလိုက်မယ်ကဲမိသွားပြီကဲတေထားပြီဘာလို့မလဲမိပြီဗျာကဲနေရာယူမှန်ကန်ခဲ့ပြီမဲ့လေခြေထောက်ထုတ်တာနောက်ချကိုစလင်းကျောင်းလိုက်နိုင်တာတယ်စလင်းကိုဒင်ဟိုရှုံးတာတယ်ဟုတ်တယ်ကျောင်းလိုက်ကစလင်းကိုနိုင်တာတယ်စလင်းကဒင်ဟိုကိုနိုင်ထားတယ်ဗျာနော်တင်ချာနီးနဲ့တွေ့ရင်တော့ဒီပွဲဟာကျောင်းလိုက်ပွဲပါဗျာဒါပေမဲ့လေဒင်ဟိုကွင်းဖြစ်တယ်နော်ချင်းလုံးဆိုတာလည်းအလုံးကြီးဆိုတော့ပြောလို့မရဘူးဗျာကဲကျွန်တော်တင်ချာနေစဉ်အတွင်းမှာပဲအမလေးဗျာကဲကျွန်တော်တင်ချာနေစဉ်အတွင်းမှာပဲကျောင်းလိုက်ကတော့ကျွန်တော်စားပြရသွားပြီဗျာနော်အမကတော့10မှတ်9မှတ်နဲ့ကဲကျောင်းလိုက်ခွေပြီဗျာကျောင်းလိုက်ရဲ့မာယာများလာတဲ့စပစ်ဟာဆိုလို့ရှိရင်တော့ဒင်ဟိုလိုတယောက်ချင်းစပစ်တွေအများကြီးဖမ်းပြီးတော့အတွေ့အကြုံများလာတဲ့ဒင်ဟိုကတော့ကျောင်းသားရဲ့စပစ်မှာဖိအားတွေတော်တော်များပြီးတော့အလွတ်တွေပေးနေရတယ်ဗျာကဲကျောင်းလိုက်ဘယ်ထုံးလဲကြည့်မယ်ကျောင်းလိုက်ထပ်ခွေးလာပဲဒင်ဟိုကဲကျွန်တော်တို့ဒင်ဟိုဟာကျွန်တော် line to line ကိုတော့အကြောင်းပြပြီးတော့ထိုးတဲ့မနက်ကလည်းဒင်ဟိုရိမ့်ပြတော့မှာအတော်မဲ့သွားလဲဘဝကိုပြတ်သွားတာဗျာမန်လေးမှာနစ်3တန်းတူကမ်းမဲ့သူမရှိ1 2 3ပေးခတ်နေကြတယ်ကျောင်းလိုက်ကကလေးမျိုးမှာတယောက်ချင်းခတ်နေကြတယ်ဟုတ်လားကဲခွေးပြီကျောင်းလိုက်ရဲ့စပစ်တွေကမထင်ရဘူးဗျာဥဝေစင်နဲ့ကျောင်းဆရာဘယ်ရိုးတို့9မှတ်ကျော်ဆိုဒင်ဟိုစော့လောက်လာဆရာလေးတယ်အဲ့တော့ကျွန်တော်လည်းမသိဘူးဗျာဆက်ကြည့်အမကတော့ကျွန်တော်တို့9မှတ်10မှတ်နဲ့ကျောင်းတိုက်ဘယ်လေးနဲ့ဖမ်းနဲ့ညာလေးနဲ့ဆွဲတယ်များသွားပြန်ပြီကဲဖင်ရတယ်ဗျာကဲတော့ပါသွားပြန်ပြီတေချာတရားမဲ့ချင်းလုံးတွေကိုကျောင်းတိုက်ဗျာပေါ့နော်ကျွန်တော်ကကျောင်းတိုက်ကလောင်းထားလို့ပါဗျာနော်ကျောင်းတိုက်မင်းမပေါ့ပါနဲ့ကွာဒီလုံးရောကျောင်းတိုက်ကတော့ဖြစ်ကြတဲ့တန်ဆွဲတယ်ဗျာနော်အပိုင်မဆွဲဘူးဗျာဒင်ကိုစားပြီးထိုးထားပြီးကျောင်းတိုက်ဖမ်းထားတယ်ဗျာကျောင်းတိုက်ပဲခေါင်းလေးနဲ့တက်ထားပြီးပိုက်ပေါ်မှာပဲဘယ်လိုဆင်မလဲဗျာကဲကျွန်တော်တို့ကျောင်းတိုက်ကတော့ဘယ်
လို့အဲ့တဲ့လုံးနေမင်းအဲ့လောက်ကြီးလိုသလားလို့ခုနဆွဲတဲ့တုန်းကအဲ့လောက်မလိုဘူးနော်ငါတို့နှစ်ယောက်ကဘွားပြနေတယ်နော်အေး မပြောမအောင်မ ကဲကျွန်တော်တို့ကျောင်းလိုက်ကတော့နော်အေးစစ်စစ်လုပ်လို့ရတဲ့လုပ်ငန်းတွေကိုပေါ့ရော်နဲ့သူကစားနေတယ်လို့ကျွန်တော်မြင်နေဗျာနော်ကဲဒီကိုစားပြီးခွေထားပြီးကျောင်းလိုက်မိသွားပြီဗျာဘာလို့မလဲကြည့်အောင်မခုနကတည်းကအဲ့လိုလုပ်ရတယ်ဗျာနော်အခုကျတော့ကျောင်းလိုက်ကကျောင်းဆရာနဲ့ဝမ်းဝမ်းပင်ရင်ပွဲမှာလူမှာပါဟုတ်လားဗျာ ရှိသေးလားလို့ကဲ ကဲကျွန်တော်တို့လက်7နဲ့ကဲကျောင်းလိုက်ရဲ့ line to line service ကတော့တော်တော်လေးကိုစကေးကြတယ်ဗျာလက်တလုံးလာတော့ပဲဝေးတယ်ဗျာနော်တန်ပါတယ်ဒီလိုဝေးရတာထိုးနေမှာနော်ကဲခွေထားပြီးကျောင်းလိုက်ဘယ်နဲ့ဖမ်းထားပြီးကဲတည်ထားပြီးဘယ်လိုစင်မလဲဗျာမလေးဘယ်လိုစင်မလဲသာပြောတာတင်ဖို့ရဲ့ဘူးတက်တဲ့ကြီးမှန်တယ်ဗျာကဲရိုးရိုးအစုံကျော်လာတယ်ပိုက်ကရတယ်ဟုတ်ပါတယ်ရိုးရိုးတို့အစုံကျော်ပိုက်က9ပြီနှစ်ပါဗျာနော်ကဲထိုးထားပြီးတင်ဖို့နောက်စင်တော့သားပြီးဘာလို့မလဲကဲကာလာနာတိုက်ပြီဗျာကဲကျွန်တော်တို့ line to line ထိုးလိုက်တဲ့ချင်းလုံးကိုဘယ်ဘက်ကိုလဲသူတောင်းပြထိုးမှကြောက်နေရတဲ့တင်ဟိုဟာဖီအားပေါင်းစုံနဲ့ဖမ်းနေရတာဖြစ်တဲ့အတွက် first ball တွေကဆရာလေးတဲ့2ရက်ပေါက်10လောက်ခံရောပေါ်တယ်ငါဒီနေ့မရှုံးဘူးကွာကဲထိုးထားပြီးကဲကျွန်တော်တို့တင်ဟိုပဲဖမ်းထားတဲ့တင်ဟိုပိုက်ပေါ်တက်ထားပြီးကဲခွေးပြီဗျာထင်တဲ့အတိုင်းပါပဲနော်ရေလူးမှကောင်းတာတဲ့ကျောင်းတိုက်ကဟုတ်ကဲ့ပါဗျာရဲနေဦးကြီးကျောင်းတိုက်ကမြေမတူးသေးဘူးဗျာနော်အမကတော့ဘယ်လောက်ပါလဲဟာ9မှတ်7မှတ်ပါဗျာကျောင်းတိုက်ထိုးထားပြီးကျောင်းတိုက်ခေါင်းလေးနဲ့ဖမ်းထားတဲ့ခေါင်းလေးနဲ့ဆွဲသွားပြီးဖွားကြီးပဲကဲပုတ်တယ်မိတယ်ဗျာကဲကျောင်းတိုက်ရဲ့ပုတ်ချင်းတက်မှာဒင်းဟိုကနေရာယူခဲ့ပြီမယ်လေကျွန်တော်တို့သူမစင်နိုင်ရဘူးဗျာနော်အမကတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့7မှတ်9မှတ်နဲ့ကျောင်းတိုက်စားပြီးထိုးပြီးဗျာလိုင်းလိုက်နဲ့ဒင်းဟိုမိသွားပြီအတင်းကိုတဲထားပြီးကျောင်းလိုက်ဘယ်လိုက်မလဲပြီးပြီဗျာကျောင်းလိုက်ပေါ့ပြန်ပြီးပေါ့ရှုချွန်းနဲ့အမလီတယောက်တည်းကိုအမုန်းကန်တာဗျာတယောက်တည်းကိုအမုန်းကန်တာတယောက်တည်းကိုဖြုတ်ပြီးတော့ပက်လက်လန်ကန်သေးရနော်အေးပါလေအမေကနှစ်ပွဲနိုင်တာတဲ့လူဆိုတော့ကြတော့နော်အမကတော့ခုချိန်မှာဆိုရင်နော်ကျွန်တော်တို့12မှတ်9မှတ်နဲ့ကျောင်းလိုက်စားပြီးရှစ်ဖြုတ်ချပြန်ပြီကဲကျောင်းလိုက်ရဲ့ရှစ်ဖြုတ်ခြင်းဟာပိုက်ရဲ့လေ3ဘက်မှာပိုက်တိုးသွားခဲ့ပြီဗျာခေါက်ချိုးကဲအောက်ကဥမောင်ပါဗျာနော်မူးလာတဲ့တူပါလေဗျာကဲကျောင်းလိုက်မိသွားပြီဗျာကဲကျောင်းလိုက်ပဲတဲထားတယ်ဖွားကြီးနဲ့အမဲလိန်မာလိုက်တာဗျာကဲဒီလုံးတော့ကျောင်းလိုက်ကဒင်းကိုကြည့်ပြီးတော့အကွက်ချခဲ့သလားတောင်ထင်ရတယ်ဗျာအေးစေးတည်ငြိမ်သွားနေပဲ12မှတ်9မှတ်ဆိုကျောင်းလိုက်စားပြီးထိုးပြီးဖြတ်ထိုးပြီးဒင်းကိုကောင်းလေးနဲ့မိသွားပြီဗျာခင်ဗျဒင်းကိုတဲထားပြီးပိုက်ပေါ်မှာပဲလိုင်းတူလိုင်းရှစ်ဖြုတ်ချတယ်ကျောင်းလိုက်လိန်မာသွားပြီကဲဒင်းကိုမားပြီဗျာကဲဒီလုံးတော့ကျောင်းလိုက်ဟာဒင်းဟိုရဲ့မာယာကိုကောင်းကြီးဖတ်နိုင်ခဲ့တယ်ဗျာကဲတန်းတိုက်ရေးမင်္ဂလာပါဗျကဲကိုတန်းတိုက်ရေးမင်္ဂလာပါဗျကဲအမကတော့အခုချိန်မှာဆိုရင်တော့ဟုတ်ရောက်သွားပြီဗျာဟုတ်7ဖြစ်သွားပြီကဲထိုးထားပြီဒင်းဟိုကဲမိသွားပြီဒင်းဟိုကဲတဲတိုင်းပိုက်ပေါ်မှာပဲကဲပုတ်ချိုင်မိပြန်ပြီအိုးကဲနေရာယူမှန်ကန်ခဲ့ပြီမဲ့လေကျောင်းလိုက်ရဲ့ခချိုသွားမှန်နေဗျာဘဲကြီးပေါက်လေးဆရာလေးတဲ့ကြေးနေနေများတယ်လို့ပဲထားလိုက်ကြရအောင်ဗျာဒင်းဟိုတနေ့ကုန်ပက်လူနေတာတဲ့ဟုတ်ပါမေဒင်းဟိုကဖုံးသေးပါမဟုတ်တော့အကုန်သေးတက်မဲ့သဘောရှိတယ်ဗျာနော်မှန်ကန်မှာပေါ့တဲ့ဆရာလေးကဖိအားပေးနေတာကိုတဲ့ကဲကျွန်တော်တို့အမကတော့ဟုတ်9မှတ်ပါဗျာနော်ဟုတ်7မှတ်ပါခင်ဗျကဲကျောင်းလိုက်စာပေထိုးထားပြီဒင်းဟိုဒင်းဟိုရဲ့စာပေကတော့ဒင်းဟိုရဲ့ခေါင်းကိုကြော်ပြီးတော့နောက်စီးမှဝေးတယ်ဗျာအမေကျောင်းလိုက်ရဲ့ဝမ်းပွဲကိုကြည့်တဲ့လူနော်အားပေးကြတာကျောင်းလိုက်ပွဲကဲပါသွားပါမိမဲကဲဗျာကျောင်းလိုက်ကတော့ဒင်းဟိုရဲ့ခွေချင်းကိုဖမ်းလိုက်တဲ့နေရာမှာဆိုရင်ကျွန်တော်တို့တိုင်မော်တင်သွားတယ်ဗျာတင်သွားတဲ့လုံးကိုပုတ်တဲ့နေရာမှာမာဂျင်လိုင်းကိုချက်ပြီးနဲ့သွားထိတယ်ဗျာဆရာလေးအမြတ်ရပြီမလားတဲ့ဒီပွဲနိုင်ရင်ကျွန်တော်အမျက်ကနေလေကလေးတင်ဖို့ဖုတ်တာနေလေကလေးအမျက်ကရပြီနော်ဒါပေမဲ့ခုညနေကတော့ကျောင်းတိုင်းနဲ့တွဲလိုက်တာကလနာတိုက်သွားတယ်ဗျာကျွန်တော်တို့ရှုံးထားတယ်ဗျာနော်ကျွန်တော်16သိန်းဝယ်ရှုံးထားသေးတယ်ကျောင်းတိုင်းနဲ့ကျွန်တော်နဲ့ခုနတော့ကဲတော့ဆရာလေးပြောနေတာပဲတဲ့ကံမှာပေါ့ကဲကျောင်းတိုင်းစာပေထိုးထားပြီဗျာဒင်းဟိုခေါင်းလေးနဲ့ဖမ်းထားတယ်ဒင်းဟိုဆွဲလိုက်ပိုက်ပေါ်မှာပဲကဲတိုက်ချပြီကျောင်းတိုင်းမိတယ်အေးကျောင်းတိုင်းကဒင်းဟိုရဲ့ခေါင်းကိုသူထိတယ်ဗျာဒါပေမဲ့လို့လေနောက်တစ်ချက်ကိုတော့သူပြန်မထနိုင်ခဲ့ဘူးနော်ကွာတယ်နော်ဆရာလေးတဲ့ကိုလက်တယ်ဟုတ်တယ်ကျောင်းတိုင်းကတယောက်ကြီးစာပေနည်းနည်းကောင်းတယ်ဗျာကဲထိုးထားပြီဝေးပြန်ပြီဗျာကဲဒင်းဟိုဟာဆိုလို့ရှိရင်တော့အရင်တုန်းကအဲ့လိုခွေချင်းတွေကရှေ့မှာပြက်ကြလာမှာနော်အခုကတော့ဖီအားများပါပြီဗျာတန်းတူလာတော့စာပေကမကောင်းတော့ဦးခွန်အေးမောင်ကျောင်းလိုက်ပါပဲတဲ့ကဲကျောင်းကဲဖန်နိုင်ပြပေါ်ကြလိုက်ပါလို့မလဲမဲခွေတာပဲဗျာကဲကျောင်းလိုက်ပါပဲဗျာနော်ကဲဒီဟိုဆိုင်ဘယ်ထုံးလဲချင်းဒီဟိုစားပြီဘယ်လေးနဲ့တက်မိတယ်ကောင်းလိုက်တဲ့ကျောင်းလိုက်ဗျာကဲဒီလုံးကတော့ကျွန်တော်တို့ကျောင်းလိုက်ကိုတကယ်ချီးကျူးရမယ်ဗျာဒီဟိုရဲ့စားပစ်ကိုညာဘက်ထဲမှာခွေပြီးဆိုပြီးတော့ညာဘက်ကိုပြေးသွားရနေပြီးတော့နောက်ပြန်ပြီးတော့သူ့ပရိတ်ကိုသူဖြန်ထိန်ပြီးတော့ဘယ်နဲ့ပြန်ခတ်ထားနိုင်ခဲ့တယ်ဗျာဆရာလေးခုကတ်တာဘယ်နာအကွင်းလဲ88လမ်း34လမ်းကအာမန်ကွင်းမှာဗျာနော်ရွှေညောင်မင်းမဟုတ်ပါဘူးဗျာနော်ကဲမိပြီအိုးဒီလုံးကတော့ဒီဟိုဟာကျောင်းလိုက်ရှိတဲ့နေရာတက်တဲ့ကျောင်းတိုက်ကိုအားပေးတာမဟုတ်တဲ့ဆရာလေးကိုအားပေးတာလေအမေအဲ့လိုလူရှိသေးတယ်နော်ဒီပါကျေးဇူးတင်ပါတယ်ဗျာကဲ360နဲ့မှာ6ရောက်တော့ညီကိုများမင်္ဂလာပါဗျာကဲကျောင်းလိုက်စားပေးထိုးမယ်ဗျာကျောင်းလိုက်sorry ဒင်းဟိုတို့ကျောင်းလိုက်ခေါင်းလေးနဲ့ဖမ်းနေရှေ့ဆွဲသွားပြီဒီလောက်ကတော့ကျောင်းလိုက်ကအသာလေးဗျာနော်အဲ့ဒါအားသာချက်ဗျာဖက်စဘောတော်နဲ့ကွာသွားတဲ့လုံးတွေကိုကျောင်းလိုက်ကနော်ကျွန်တော်တို့ဘယ်နာပဲဖြစ်ဖြစ်ကန်နိုင်တယ်ဒင်းဟိုဟာဒီလိုကွာသွားပြီဆိုရင်တော့သူများကိုရန်သူကိုလက်နဲ့ရောင်းလိုက်တယ်လို့သွားမယ်ဗျာနော်ကျောင်းလိုက်ကတော့ပင်20ကွင်းထဲမှာဘယ်နာမှာပဲမြောက်နေသူ့အတွက်ကတော့တာတာရပါပဲဗျာအမကတော့ဟုတ်အိတ်နဲ့ရက်နေတယ်ဗျာကျောင်းလိုက်ရှိကိုခွေလိုက်ပြီးခင်ဗျဒင်းဟိုမိသွားပြီကဲဒင်းဟိုကလည်းမဆယ်ပါနဲ့တော့နော်ကဲဒင်းဟိုကလည်းတယောက်ကြီးသမားပြီးအတွေ့အကြုံများလာတဲ့တယောက်ကြီးသမားတယောက်ပါပဲနော်သူကလည်းသူ့တန်းနဲ့သူတို့တနိုင်ငံလုံးပတ်ကစားနေတယ်ဗျာကျောင်းလိုက်ကဝိတ်ချနေပြီဗျာဟုတ်ပါကျောင်းလိုက်ကအခုတော်တော်လေးပိန်နေတယ်ဗျာနော်အမကတော့ကျွန်တော်တို့
ကဲဒါမျိုးကြတော့ဟုတ်တယ်ဗျကျောင်းတိုင်းကျွန်တော်လည်းအားမဲ့ခွင့်မှာတပွဲမှမနိုင်သေးပါဘူးဗျာနော်ကျွန်တော်လည်းတွဲဘက်မိုးကတော့ပိုက်ကျော်ချင်းကိုဆွန့်လို့ပြီးဖုန်းကြီးဝှက်သွားပြီဗျာကျွန်တော်ပဲကြံပါတော့တယ်နော်ရောက်ပေးတာမနာနဲ့တင်ဆက်ပေးတာဆရာလေးတွေကဲထွက်သွားမိသွားပြီဗျာကဲကျွန်တော်တို့တင်ဟိုပဲတည်ထားပြီကဲမိသွားပြီဗျာသေပြီပေါ့တင်ဟိုရဲ့အမဲမဲဖင်ရသေးတာဗျာကဲကျွန်တော်တို့ကျောင်းတိုင်းကတော့ပေါ့ပေါ့ရော်ရော်နဲ့လှုပ်လိုက်သေးတာဗျာအပိုင်မိထားတဲ့ချင်းလုံးကိုနှစ်ချက်ထဲနဲ့ပဲသူပြန်ထိုးလိုက်တယ်ဗျာနော်ဟိုဘက်ကမှထားသွက်မယ်ဆိုရင်မိသွားနိုင်တယ်ဗျာအမကတော့ point ကိုရောက်ရှိလို့သွားခဲ့ပါပြီကဲထိုးထားပြီခွေချင်း very good ပါပဲဗျာ line to line ကိုပြပြီးတော့ခွေချင်းထိုးလိုက်တာကတော့လုံးဝကိုသူ့ခြေထောက်ကစာဖက်လို့မရဘူးရွှေချင်းလုံးကဘာဖြစ်လို့ပိတ်လိုက်တာလဲတဲ့ရွှေချင်းလုံးကတော့ကျွန်တော်တို့ဘာလို့ပိတ်လိုက်ရတာလဲဆိုတော့ဘယ်လိုပြောရမလဲဗျာ နေပြောဂျာကြီးပြီးဒါမလဲနေပြော အလုတ်ပိတ်ရက်မှာလည်းဘာလို့တေဝဲမကတ်ပဲတဲ့ចောင်းတစ်ចောင်းကတဲ့အလုတ်ပိတ်ရက်မှာဘာလို့တေဝဲမကတ်ပဲចောင်းတစ်ចောင်းကတဲ့အဲ့ဒါတော့ကျွန်တော်မသိဘူးလေဗျာကဲကျွန်တော်တို့ကျောင်းတိုင်းစာပေထိုးထားပြီး line to line ဒင်းဟိုအမလေးတင်းတန်ဖန်ရတာနော်ဒင်းဟိုရှစ်တက်လိုက်ဘယ်လုံးမလဲခွေမှာပဲလေကဲကျွန်တော်တို့ကျောင်းတိုင်းနော်ကျောင်းတိုင်းကတော့ကျွန်တော်တို့ရှေ့ကိုပဲဖြုတ်ချမယ်တင်ပြီးတော့ပြေးတဲ့နေရာမှာဒင်းဟိုကသူတန်တာကနောက်စီးတွေကိုဆွဲတိုက်တာပိုတန်တယ်ဗျာနော်အစားပြေခွင်ကျောင်းတိုင်းအာကြီးဝမ်းအပိုက်9ပြီဆိုရင်ကြည့်ကောင်းမယ်ဩဘလို့ကြီးလဲဗျာလိန်မာလိုက်တာဗျာကဲကျောင်းတိုင်းကတော့နော်မျက်စိပါတယ်လို့ပါပဲဗျာဒီလုံးတော့လုံးဝတတရရအတလူကြီးဆွဲချသွားကဲကြီးရွှေနေတဲ့ညီကို400တယောက်တော့ညီကိုများမင်္ဂလာပါဗျာကဲကျောင်းတိုင်းစာပေထိုးထားပြီဒင်းဟိုခေါင်းလေးနဲ့ဖမ်းထားတယ်ဒင်းဟိုရှစ်တက်လာပြီခွေမှာပဲအိုးဒီလုံးကတော့ဒင်းဟိုကတိုက်လိုက်တဲ့နေရာမှာဆိုလို့ရှိရင်တော့ကဲတော်တော်ဆိုးဆိုးကြီးကိုချော်တိုက်တယ်ဗျာ